2 1တအောင်ပြည်မှာဖွင့်လှစ်မဲ့အပတ်စဉ်လေးလက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်းအတွက်ဝေခွင့်တွေစတင်ခေါ်ယူနေပြီဖြစ်ပါတယ်။လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်းကိုလူငယ်တွေရဲ့နိုင်ငံရေးအတွေ့အခေါ်ဥစားမှုစွမ်းရည်နဲ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာတသက်ကြွပါဝင်နိုင်မဲ့လူငယ်ကောင်းဆောင်တွေမွေးထုတ်ပေးနိုင်ဖို့အတွက်ဆိုပြီးဖွင့်လှစ်ထားတာဖြစ်ပါတယ်။တအောင်ပြည်မှာဖွင့်လှစ်မဲ့နိုင်ငံရေးသိပ္ပံကျောင်းကိုနိုင်ငံရေးနဲ့လူမှုရေးနယ်ပယ်တွေစိတ်ဝင်စားတဲ့အသက်18နှစ်ကနေ30နှစ်အထိလူငယ်တွေရှောက်ထားနိုင်မှာဖြစ်ပါတယ်။ဝေခွင့်လျှောက်လွှာကိုလာမယ့်2026ခုနှစ်ဩဂုတ်လ15ရက်နေ့မှာနောက်ဆုံးထားပြီးတင်သွင်းရမှာပါ။လျှောက်ထားရမယ့်အတူတွေရဲ့ပညာအရေးချင်းကိုပညာရေးစနစ်ဟောင်းဆိုရင် Grade 10ဒါမှမဟုတ်စနစ်1ဆိုရင် Grade 12အောင်မြင်ပြီးသူဖြစ်ရမှာဖြစ်ပါတယ်။သတ်မှတ်ထားတဲ့အရေးချင်းတွေနဲ့ကိုက်ညီတူတွေထဲမှာကျောင်းသူကျောင်းသား30ကနေ35ဦးကိုဒါစီစစ်လက်ခံတွားမှာဖြစ်ပါတယ်။တင်နန်းကာလကို2နှစ်နဲ့ semester 2ခုသတ်မှတ်ထားပြီးတော့တက်အောင်မြင်ပြတဲ့သူတွေကို Diploma in Political Science ဘွဲ့အနှင်ပေးတွားမှာဖြစ်ပါတယ်။တင်ကြားရေးအစီအစဉ်တွေအနေနဲ့ပထမနှစ်မှာယုံကြည်မှုတည်ဆောက်ခြင်းတောင်ယုံသုံးစာအင်္ဂလိပ်စာကွန်ပျူတာအခြေခံလူခွင့်ရေးနဲ့တဦးချင်းစွမ်းရည်မြင့်တင်တဲ့ဘာသာရပ်တွေတင်ကြားပို့ချပေးတွားမှာဖြစ်ပါတယ်။ဒုတိယနှစ်မှာကျတော့ပြည်တွင်းပြည်ပကအတွေ့အကြုံရှိတဲ့ဆရာဆရာမတွေကိုပင့်ဖိတ်ပြီးအခြေခံနဲ့အစစ်မြင့်နိုင်ငံရေးပညာရပ်တွေနိုင်ငံရေးအတွေ့ခေါ်တွေနိုင်ငံတကာဆက်ဆံရေးနဲ့တရမန်ရေးရာဝေဖန်ပိုက်ချသွေးခေါ်နိုင်စွမ်းတွေမြင့်တင်ဖို့ရုံးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုနဲ့တုတေသနရေးသားခြင်းဆိုင်ရာဘာသာရပ်တွေကိုတင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ကျောင်းသူကျောင်းသားတွေအနေနဲ့ semester အလိုက်ထပ်မှတ်ထားတဲ့တင်ယူမှုအကဲဖြတ်စနစ်တွေ assignment နဲ့ activity တွေကိုကွင်းဆင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အပတ်စဉ်3ကျောင်းဆင်းပွဲကိုပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးကျောင်းသူကျောင်းသား34ဦးတက်ရောက်အောင်မြင်ခဲ့ပါတယ်။လက်ရှိမှာတော့နေပယ်အတီတီမှာတာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။လျှောက်ထားလိုတဲ့ဒူတွေအနေနဲ့ဝေခွင့်လျှောက်လွှာတွေကိုထုတ်ပြန်ချက်မှာဖော်ပြထားတဲ့ link ကနေရယူနိုင်တဲ့အပြင်ဖော်ပြထားတဲ့ဖုန်းနံပါတ်အီးမေးလ်နဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်အသေးစိတ်စုံစမ်းပြီးလျှောက်ထားနိုင်ပါတယ်ရှင်။